ဝေဖန်သားတွေကိုခဏရလေးစူးစမ်းသွားမယ်ဆိုတဲ့စံထိတ်ထားဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အနုပညာနယ်ပင်မှာတော့ခုချိန်ထိပရိသတ်ရဲ့အားပေးမှုတွေနဲ့အတူရက်တီအောင်မြင်နေတဲ့အနုပညာရှင်ခိုင်သေးကြည်ရဲ့သူဒီတော့တမင်လေးစံထိတ်ထားဦးကတော့အခုချိန်အမေဖြစ်သူလို့အနုပညာနယ်ပင်မှာအောင်မြင်မှုတွေကိုရရှိနေပြီဖြစ်ပြီးစံထိတ်ထားဦးလေးကတရုတ်ဆောင်ပိုင်းမှာပြင်အဆိုဖက်မှာပါပရိသတ်ရဲ့အားပေးမှုတွေကိုရရှိနေပါတယ်အခုလက်ရှိမှာတော့အနုပညာလုပ်တွေမှာအကောင်းဆုံးစူးစမ်းနေတဲ့စံထိတ်ထားဦးကတချို့ပရိသတ်ရဲ့ဝေဖန်ပြောဆိုတာတွေကိုလည်းခံနေရပါတယ်။စံထိတ်ထားဦးလေးကတော့အခုလိုအမျိုးမျိုးပြောဆိုဝေဖန်တာတွေကိုခံနေရပေမဲ့သူ့အနေနဲ့ဘသူ့ပေါ်မှာစိတ်မဆိုးပဲ။ကိုလိုရမယ့်အနုပညာလုပ်တွေပေါ်မှာပဲအကောင်းဆုံးစူးစမ်းသွားမယ်လို့ဆိုရတယ်။စံထိတ်ထားဦးကသူ့ကိုအမျိုးမျိုးဝေဖန်ပြောဆိုနေကြတဲ့ပုံမှာလည်းအခုလိုပဲပွင့်ပွင့်လင်းပြောဆိုလာခဲ့ပါတယ်။စံထိတ်ထားဦးကတချို့ကစံထိတ်လေးကရုံမလာဘူးအမေဖြစ်သူလို့ကြည်မကောင်းဘူးတယောက်ဆောင်လည်းမကောင်းဆိုပြီးပြောကြတယ်ပေါ့နော်အခုလိုအမျိုးမျိုးပြောကြပေမဲ့အဲ့ဒီပုံမှာစိတ်မဆိုးပါဘူးကိုဝဒနာပိုင်နုပညာလုပ်တွေကိုအကောင်းဆုံးစူးစမ်းသွားမယ်အတိကကိုဒီလန်းကျောင်းပေါ်မှာရှောက်လန်းနေတဲ့၍ပိုကောင်းလာအောင်စူးစမ်းနေပါဆိုပြီးစံထိတ်ထားဦးလေးကပြောပြလာခဲ့ပါတယ်ခိုင်တင်းကြီးရဲ့သမီးလေးစံထိတ်ထားဦးကတော့အခုလက်ရှိမှာတချို့သူတွေရဲ့ပြောဆိုတာတွေကိုခံရပေမဲ့လည်းစံထိတ်ထားဦးကတော့အနုပညာနယ်ပယ်မှာအောင်မြင်မှုတွေကိုရရှိထားပါတယ်။အခုစံထိတ်ထားဦးကအဆိုဖက်မှာလည်းပြည်သူရဲ့အားပေးမှုတွေကိုအခိုင်အမာရရှိနေပြီးမကြမီမှာလည်းတချင်းခွေတလေးထွက်ရှင်နိုင်ဖို့စူးစမ်းသွားမယ်လို့ဆိုရတယ်။စံထိတ်ထားလေးကတော့တချင်းလေးတွေကိုအတန်ချိုချိုလေးနဲ့အကောင်းဆုံးသိဆိုတတ်ပြီးသူမကတော့အဆိုရောတရုပ်ဆောင်ပိုင်းမှာပါကောင်းမွန်သူလေးဖြစ်ပါတယ်။စံထိတ်ထားဦးလေးကအနုပြလုပ်တွေနဲ့ပတ်သက်ပြီးအမေဖြစ်သူရဲ့ပံ့ပိုးပေးမှုတွေကိုရရှိထားပါတယ်။အခုလက်ရှိမှာတော့တချန်တစ်လေးထွက်ရှိလာနိုင်ဖို့အတွက်စူးစမ်းနေတဲ့ပေါ့စံထိတ်ထားလေးကအခုလိုပဲပြောပြလာခဲ့ပါတယ်။စံထိတ်ထားဦးကအခုလောလောဆယ်တော့ရိုက်ကူးရည်လေးတွေရိုက်ကူးနေရပါတယ်။ဒါလေးတွေပေးသွားရင်တော့တချန်တစ်လေးလှုပ်တော့ဖို့ရှိပါတယ်။တချန်လေးကတော့ပရိသတ်တွေအကြိုက်ပဲဖြစ်မှာပါ။တချန်တစ်လေးကတော့မကြမီထွက်ရှိလာမယ်လို့မျှော်လင့်ထားတာပေါ့နော်။ဆိုပြီးစံထိတ်ထားဦးကအတိပေးပြောပြလာခဲ့ပါတယ်။ခိုင်တင်းကြီးကတော့သမီးလေးလိုအန်နီယာလေးတွေကိုဖြည့်ဆည်းပေးနေပြီးသမီးလေးအတွက်အကောင်းဆုံးစူးစမ်းပေးနေပါတယ်။ခိုင်တင်းကြီးကတော့သူမအတွက်လိမ္မာရေးချရှိပြီးတည်တတ်တဲ့သမီးလေးကိုပိုင်ဆိုင်ထားတာပါ။သူမတော့သမီးဖြစ်သူအတွက်အကောင်းဆုံးပံ့ပိုးပေးသွားမယ်လို့လည်းဆိုပါတယ်။အဲအကြောင်းလေးတွေနဲ့ပတ်သက်ပြီးခိုင်တင်းကြီးကအခုလိုပဲပြောပြလာခဲ့ပါတယ်။ခိုင်တင်းကြီးကသမီးလေးကိုသူလိုချင်တာလေးတွေဖြစ်ချင်တာလေးတွေဖြည့်ဆည်းပေးနေရရင်ကိုပဲပြောနေရအမေတယောက်အနေနဲ့တော့ကိုသားသမီးတွေအဆင်ပြေပြေကောင်းမွန်နေရာကိုမြင်ချင်တာပေါ့နော်သူဖြစ်ချင်တာလေးတွေကိုလည်းအကောင်းဆုံးလုပ်ပေးသွားမယ်လို့လည်းဆုံးဖြတ်ထားပါတယ်ဆိုပြီးခိုင်တင်းကြီးကပြောပြလာခဲ့ပါတယ်အခုလက်ရှိမှာတော့စံထိတ်ထားဦးကအနုပြလုပ်တွေမှာအကောင်းဆုံးစူးစမ်းရင်းဖြတ်တန်းနေပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အနုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်သောပရိသတ်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်